ဒီနေ့မှာတော့ main တကားနဲ့ကျွန်တော်အခန်းဝင်တကားအကြီးတွေမှာတက်ဆင်လို့ရတဲ့ပတ်တာနှစ်မျိုးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုအနေနဲ့ကတော့180ကျွန်တော်ဖွင့်လို့ရတဲ့မြုပ်ပတ်တာလေးပဲဖြစ်ပါတယ်သူ့ရဲ့အားသာချက်အနေနဲ့ကတော့ကျွန်တော်တို့တကားတက်ပြီးတော့မှပတ်တာတွေလို့စကူပေါက်အများကြီးမဖြစ်ဘဲနဲ့ဒီမှာရှိတဲ့ egg လေးကို adjust လုပ်ပြီးတော့မှလိုသလိုချိန်ညှိနိုင်ပါတယ်သူ့ကိုတော့တစ်ဖက်မှာကြီးပေါင်မြုပ်မယ်တစ်ဖက်မှာတကားမှာမြုပ်ပြီးတော့မှတက်ဆင်ရတာလွယ်ကူပြီးတော့မှပတ်တာခေါင်းထွက်မနေတော့လက်ဆယ်ရီဆန်နဲ့လွတ်အပြေးဝရတာပေါ့ဗျာနောက်ထပ်အားသာချက်တစ်ခုအနေနဲ့ကတော့ဒီပတ်တာလေးနှစ်ခုတက်ဆင်ထားလိုက်တာနဲ့80 kg အထိကိုအလေးချိန်နိုင်တာပဲဖြစ်ပါတယ်သူ့ရဲ့အားသာချက်တွေကတော့180 ဒီဂရီလှည့်လို့ရမယ်ပြီးတော့တကားရဲ့ဒူးကလည်း35 mm ကရင်50 mm ဒူးအထိတက်ဆင်နိုင်တယ်ဆိုတော့အဆင်ပြေတာပေါ့ဗျာနောက်ထပ်အားသာချက်ကတော့တကားတွေတက်ဆင်ထားလို့ကြာလို့ရှိရင်ကျွန်တော်စောင်းသွားရင်တော့မှသူ့မှာပါတဲ့ egg တွေနဲ့ adjust ပြုလုပ်ပြီးတော့မှမိနစ်ပိုင်းအတွင်းပြင်ဆင်နိုင်တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ဒီ butterfly ပတ်တာလေးပဲဖြစ်ပါတယ်ဒီ butterfly ပတ်တာကိုတော့ HC ဒေါ်တွေလက်မလိတ်ဒေါ်တွေမှာအသုံးပြုအများဆုံးဖြစ်ပြီးတော့မှသူ့ရဲ့အားသာချက်အနေနဲ့ကတော့ကျွန်တော်ပတ်တာနေရာကိုစစ်သားကိုထွင်းစရာမလိုဘဲနဲ့တက်ဆင်လို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်မှာပါတဲ့အဖက်တစ်ခုကိုကြီးပေါင်မှာတက်ပြီးတော့မှဒီဘက်မှာပါတဲ့ကျွန်တော်အရွက်လေးတစ်ခုကိုတော့တကားမှာတက်ဆင်ပြီးတော့အလွယ်ကူဆုံးချိန်ညှိတက်ဆင်နိုင်တာပဲဖြစ်ပါတယ်သူကနှစ်ဖက်ထဲမှာတရွက်ပဲဖြစ်တဲ့အတွက်တကားတွေမှာကျွန်တော်ထွင်းစရာမလိုဘဲနဲ့အလွယ်ကူဆုံးတက်ဆင်နိုင်တဲ့ပတ်တာအမျိုးအစားလေးပဲဖြစ်ပါတယ်ဒီပတ်တာနှစ်မျိုးကိုတော့အိမ်ကိုအမိုက်စားလက်ဆယ်ရီလွတ်ရချင်တဲ့အင်ရှင်လူကြီးမင်းများရွေးချယ်အသုံးပြုတင်ပါတယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ